Hello အားလုံးမင်္ဂလာပါဒီနေ့မှာတော့မီဆာကူရာပြန်လာပါပြီဒီနေ့မှာ Soccer School update ဖြစ်သွားတဲ့အတွက်ဘာ update လေးဆိုတော့ကြည့်ရဒါကတော့ပေါ့နော် Combination Store Uniform လေးရယ် Castle Winter Fight ရယ်ပေါ့နော်ဒီမှာ City ဒီ3ခုရယ်ပေါ့နော်ပြီးတော့ Spin Style လေးရတော့များရယ်ပေါ့နော်39ကနေပြီးတော့43ထိပေါ့နော်ဒါလေးကအသက်လေးပေါ့နော်ဒီ Spin ပုံစံတစ်မျိုးလေးပဲသိချင်မကောင်းလို့ earring တွေရောပါတယ်ပေါ့နော်ငကက်လေးပေါ့နော်များစမှများရပါပဲဘဝိုင်းနဲ့ကဝတ်လို့ရပါဒီမှာဘဝိုင်းမှာလည်း swing style အသက်တည်လည်းပါတယ်ပေါ့နော်ပြီးရင်လည်း clothes ထဲမှာပေါ့အသက်တည်လည်းပါတယ် combination store uniform တွေရှိပေါ့နော်ကဲနောက်ပြီးတော့ check edit eye နဲ့ကိုတော့အဲ့ဒါဝင်လိုက်ပြီဆိုရှင်ပေါ့နော်မိဆောက်ကရုံဆုံးပြမယ်ဒီမှာဒီ uniform မှာပေါ့နော်ဥ market ဆိုမှလေအဲ့ဒီစိတ်ပုံလေးပါပါတယ်ဘဝိုင်းမှာရောခင်းမှာရောပါတယ်ပေါ့နော်ဒီမှာဥ market ဆိုမှပြီးတော့လည်းမျက်လုံးပုံစံလေးပါးစပ်ပုံစံလေးပေါ့နော်ပြင်ပါးစပ်ဖောင်းတာရယ်ပြီးတော့အားကို surprise ဖြစ်အားတင်လုံးပါးစပ်ကျေသွားလေးပေါ့နော်လေးချွန်းနေပုံစံလေးပေါ့နော်မျိုးပါတယ်ပေါ့နော်ဒီမှာမျက်လုံးဆိုရင်လည်းမျက်လုံးတစ်ဖက်မှိတ်တာရယ်ပေါ့နော်တမျိုးလေးအဲ့လိုမျိုးလေးပါပါတယ်ဒါကတော့ Soccer School new update ပါဒါလေးဆိုချက်စရာလေးပါလေးဖောင်းကြည့်ချိုးကောင်းပါရဲ့ဒါလေးတွေကသူများကြီးကြတော့ပေါ့နော်အဲ့လိုမျိုးပါဇက်ကိုပါဖောင်းတာတွေတိတ်မပါဘူးပေါ့နော် NPC ဆိုမပါပါခင်းတဲ့ point ပဲရပါတယ်ဒါဆိုပါဇက်ကျင်းပဲဒါလေးချွန်းနေပုံစံလေးပေါ့နော်ဒီဇက်ကလည်းတိတ်မသိပါဘူး Okay နောက်ထပ် update ကတော့ဘာရှိသေးလဲမသိတိတ်မရှိတော့လို့အော်ရှိရပြမယ်နော်ဒီကခဲအိမ်မဟုတ်ဘဲနဲ့မီနူးရဲ့ဝင်ပြီးရင်ပေါ့နော်နောက်ထပ် PLVS ထဲပေါ့နော် Pro ဆိုတဲ့ထဲဝင်ရမှာပေါ့နော်ဒီမှာပါ Pro ထဲဝင်လိုက်ပါမယ်ဝင်ပြီးဆိုရှင်ပေါ့နော်ဒီအာသာဆိုပြီးမှရှိတယ်ပေါ့နော်ဥတီရှိရအာသာဘက်ကိုသွားလိုက်မယ်ပေါ့နော်အားလေးနှိပ်လိုက်ပါမယ်နှိပ်ပြီးဆိုအောက်ဆုံးသွားလိုက်လို့ရှိရင်အင်ကြီးကိုဆိုင်ပြောင်းလို့ရတဲ့ဟာလေးရှိပေါ့နော် change clothes ဆိုပြီးမှတွေးပါလိမ့်မယ်အားလေးကိုနှိပ်လိုက်ပါဟေးအားလေးကိုနှိပ်လိုက်ပါမယ်အားဆိုလို့ရှိရင်ဘယ်နေရာပဲဖြစ်ဖြစ်အဲ့ဒါကိုချလိုက်လို့ရှိရင်ကိုကဘယ်နေရာပဲရောက်အင်သားပဲရအဝတ်လဲနိုင်မှာပဲဖြစ်ပါတယ်ဒီမှာပေါ့နော်ပုံမှန်ဆိုရှင်ခဲအိမ်မှာခဲအိမ်ပွိုင်းအိမ်နေမှာပဲပါအခုဟာပေါ့နော်ခုဘယ်နေရာဖြစ်ဖြစ်ဒါလေးချပြီးဝက်စားပြောင်းလဲလိုက်လို့ရပါတယ်ဒါလေးတော်တော်သုံးဝင်ပါတယ်ပေါ့နော်ပြီးတော့ဒီမှာပါ Rainbow A အဲ့ဒါမေ့သွားလို့ပြလိုက်ရဒါလေး Soccer School new update ထဲမှာပါပါတယ် Rainbow A Rainbow B Rainbow C Rainbow D Rainbow E ရပါတော့Rainbow ချင်းတူပေမဲ့ဘယ်ပြောမလဲဖဲပွဲပုံစံလေးတွေကတော့နည်းနည်းကိုရပါတယ်ဒါရှေ့ရပါတော့ဒီလေးကြဒိုးလေးမှာဖဲပွဲလေးတမျိုးလေးပေါ့နော်ဒါအတုံလေးလိုမျိုးပုံစံဒါလေးကတော့တော့လာပဲဒါရရှေ့လုံးနဲ့ပေါ့နော်ဖဲပွဲအနီးအောင်ရလာချို့ဟာရနည်းနည်းရှေ့လုံးပါတယ်ကဲပါဒါလေးတက်လိုက်ပါပြီအပြင်စတိုးဆိုင်သွားကြည့်အောင်စတိုးဆိုင်အလုပ်သမားဆိုဘာမှလည်းထိလို့ကိုင်းလို့လည်းမရပိုင်ရှင်လည်းမဟုတ်လို့တမလည်းမဟုတ်ဘူးပေါ့ဘာမှလည်းထိလို့ကိုင်းတွဲလို့လည်းမရဘူးနော်အားဆုံးလည်းထိုးတယ်သူများဆိုင်သွားပြီးဖြည့်ဆည်းနေပါတယ်ဘောစီလန်လေးရလေးကြည့်လို့ကောင်းနေတော့ဒီဟာကိုကိုင်းလို့မရဘူးဆိုတော့ကြတော့လေဖြည့်ဆည်းရပဲကောင်းပါဒါဖြည့်ဆည်းရရှင်ပစ္စည်းအကုန်လုံးလွင်ကြငါတက်တာဘူးတွေမုံနေရောဘာတစ်ခုမှဝဲလို့လည်းမရဘူးစားလို့လည်းမရဘူးကိုင်းလို့လည်းမရဘူးဆိုတော့ဖြတ်စည်းလိုက်ပါတော့မယ်အစီဘောစီလန်နေကတော်တော်လေးကိုကြည့်လို့ကောင်းပါတယ်ဟင်းချောက်တင်နေရောကန်နေဆိုင်ရှင်ကတော့စိတ်ဆိုးတော့မှာပဲဖြစ်ပါတယ်ဆိုင်ရှင်ကစိတ်ဆိုးလေးချော်တော့အလူချော်ထုတ်တယ်ကိုင်းလို့လည်းမရဘူး no more I must ask you to leave နောက်ထပ်မလုပ်တော့နဲ့ငါမင်းကိုထွက်သွားဖို့အတွက်တိုင်ကြားရလိမ့်မယ်မလေးကြောက်လိုက်တာပြောချင်တာရှဲဥတိုင်းပါပေါ့နော်ဒါပေမဲ့လည်းဆက်လုပ်နေပါတယ်ဒါလေးရပေါ့နော်ဘယ်လိုပြောမလဲတကယ်ကိုခောက်ဆွဲဘူးတွေကိုလည်းဘာမှကင်လို့မရဘူးဒီ uniform ပဲပြပါကင်လို့မရဆိုမကောင်းဘူးပေါ့နော်ဒီခောက်ဆွဲဘူးလေးပါလေးကင်ပြီးစားလို့ရရင်ကောင်းပါပဲလုံးဖို့မတွေ့ဘူးနော်စားတော့ကြောင်းဝဲတွေ့တာဒီတစ်ခါမှတော့လူလုံးဝဖြစ်သွားပါပြီကျမပေါ့နော်
ပေါမုံတုံးရင်ဖြောရဖို့လည်းကိုင်းလို့မရဖွင့်လို့လည်းမရကင်းမလေးစားကျင်စရာလေးအဲ့ဒါလည်းစားလို့မရဘူးဖြစ်တယ်အောင်ဒီတစ်ခါမှတော့ကျွန်မဘီလိန်မာရဲ့ဖြစ်လူဆုံးမာရဲ့ဖြစ်ပြောင်းနေသွားပါပြီစမ်းဝလေးရစားကျင်စရာလေးစားလို့လည်းမရအလားထားတင်တော့ရောင်းဖို့မဟုတ်ဖ ೇನೆ ဒါပေမဲ့တချို့ NPC တွေကြောက်လေဒီရောက်လာပြီးတော့စတိုးဆိုင်နဲ့ဝင်ပြီးမုတ်ဝယ်လို့ရှင်သူကြိုက်တဲ့မုံတွေပေါင်မုံတွေလိုမျိုးပေါင်မုံလေးတွေအချောင်းရှည်အဲ့လိုမျိုးဝယ်လို့ရတယ်ကိုင်းလို့လည်းရတယ်နော်မိုက်တယ်သူ့လိုမျိုးဖြစ်ချင်လိုက်တာပစ္စည်းကအားမရသေးဘူးပစ္စည်းအကုန်လုံးကအောက်ကမကျသေးဘူးပေါ့နော်Where the music don't stop for life. Glitter in the sky, glitter in my eyes, shining just the way you like. If you're feeling like you need a little bit of company, you met me at the perfect time. Oh my god, ဆိုင်ရှင်ကတော့ဒေါသချွန်နေမျိုးလုံးကိုပြုတ်ကျဲနေရကိုကြည့်နေဒီမဲ့ကျမကတော့ကြောက်လို့မရှိမိရသေးပါ Call me now, 'cause I'm better off without you. I don't need you around, don't need no one to hold me down. I say don't call me now, 'cause I'm better off without you. I don't need you around, don't need no one to hold me down. Cause I'm better off without you. I don't need you around, don't need no one to hold me down. I say don't call me now, 'cause I'm better off without you. I don't need you around, don't need no one to hold me down. Seeing me, light up my phone, 4 a.m. and you all alone, and nothing changed except for me. Now that you're back, no sympathy. Yeah, I won't go back to before. I won't go back to before. No, don't call me now, 'cause I'm better off without you. I don't need you around, don't need no one to hold me down. ဒီတစ်ခါမှာတော့ green စင်ပြီးတော့ရဲကိုသွားတိုင်းမှာပဲဖြစ်ပါတယ်ကဲရဲကိုတိုင်းလာခဲ့ပါပြီရဲမေမရောက်သေးပါဘူးခဏဆောင်းလိုက်ပါမယ် online home မှာရဲမေမျက်မှောက်ပဲဘာလုပ်လဲလာခဲ့စို့ဆိုင်ရတော့ကြစို့ဒီမှာပါဆိုင်ရမှာနေကောင်ဝင်ယူထားတာပေါ့နော်အဲ့ဖြက်စီးရသူကပေါ့နော်သူ့ဖမ်းပေးပါဒီမှာပါကျမကိုလာပြီးထွက်သွားဖို့လာပြောနေသူ့အမြင်ဖမ်းပေးပါကျမဆိုင်ဖြက်စီးအောင်လုပ်တဲ့သူပေါ့နော်သူကဖမ်းရကြည့်တာသူကတကယ်ကိုဆိုင်ရှင်လို့လုပ်ထားပြီးတော့ဒီမှာကြည့်အောင်ပေါ့စီကိုလမ်းတာပဲသူ့ပြန်စီခိုင်းတကယ်လို့ပြန်စီခိုင်းလို့မရရှင်သူ့ဖမ်းပေးပါကြည့်အောင်ပေါ့စီလမ်းလို့သူ့လုပ်ထားတာပြီးတော့လည်းလာပြီးတော့ထွက်သွားဖို့အမိန်ပေးနေတယ်တော့ဘာတော့ဟာငါ့ကိုလာပြီးထွက်တော့ဖို့မေးပြီဖြက်စီးရလို့လည်းပြောတယ်ဒီကောင်မတကယ်ပဲဘာတော့သူကဖြက်စီးပြီးငါလာယူနေဟုတ်လေဖမ်းပေးပဲနဲ့ဘာရက်ကြည့်နေအမတို့ဖမ်းပေးပါမယ်ခိုင်းနေသူအချုပ်ထဲမှာရမ်းကြကြတရားမှမဟုတ်ဘူးပြီးတော့သူလွတ်လာလို့ရှိရင်လေဒီဆိုင်အပြင်ပေါ်မှာပဲရှိနေရတယ်ဒီဆိုင်နဲ့မဝင်စေရဘာလဲဟာရေးကငါ့ကိုဖမ်းတော့မှလားငါလည်းဘာမလို့ဖမ်းလဲသူရေးကိုပိုက်ဆံတွေပါပြီးပြီးချဖမ်းခိုင်းတာများလားyou call me တဲ့အမကျမအမကိုမရပါဘူးအမရဲ့ဆိုင်ကိုပဲရပါခုဒီဆိုင်ရမရှိရသေးဘူးဆိုင်ရှင်ကတော့အပြင်ဘက်မှာအိတ်နေပြီးတော့မှတ်ထားကြတော့ရေးကလူကောင်းမှဖမ်းတာဟုတ်ကဲ့ပါအားလုံးပဲကြည့်ရှုပေးကြတဲ့သူတိုင်းကိုကျေးဇူးတင်ပါတယ်เนาะနောက်နေ့လည်းဒီလိုမျိုးဗီဒီယိုလေးတွေကိုဟာတာလေးနဲ့ရောပြီးတော့လုပ်ပေးပါမလို့ like and subscribe လေးလည်းလုပ်ပေးခဲ့ကြပါအောင်เนาะဟုတ်ကဲ့ပါကြည့်ရှုပေးကြတဲ့သူတိုင်းကျေးဇူးတင်ပါရှင် bye bye